အားလုံးပဲဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါဦးဇင်းနှုတ်ခွန်းဆက်တတ်ပါတယ်ဒီကနေ့ကတော့ဗာလေးပြောရင်လေဆိုတော့ဦးဇင်းအနေနဲ့ပေါ့နော်ကနေ့ဖတ်လိုက်တာဗာလေးဖတ်လိုက်တယ်လို့ဆိုတော့အချင်းချင်းဝင်ပြောမှာပေါ့လောကဒိဋ္ဌယဟန်ရဲ့အကြောင်းပြောမှာအဲ့ဒီပုဂ္ဂိုလ်ဟာသူရဲ့မနာလိုမှုဝန်လိုမှုအိတ်တာမစ္စရိယတွေပွားများတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်ဘလူဘဝမှာလည်းပဲဘဝပေါင်း900မှာဘလူဘဝနဲ့တဘဝပဲသူအစာအာဟာရကောင်းကောင်းမွန်မွန်စားခဲ့ရတယ်နောက်တစ်ခုခွေးဘဝရောက်တော့လည်းပဲဘဝပေါင်း900ခွေးဘဝရောက်တော့လည်းပဲဘဝပေါင်း900တဘဝပဲကောင်းကောင်းမွန်မွန်စားရတယ်တဘဝပဲစွန့်လေးတစ်နက်ဝအောင်စားရတယ်ဘလူဘဝတုန်းကလည်းပဲအစာတစ်နက်ပဲဝအောင်စားရတယ်ဘလူဘဝပေါင်း900အဲ့ဒီရဟန်းဘဝရောက်တော့လည်းပဲရှင်သာရိပုတ္တရာကြီးရဲ့ကောင်းမှုကြောင့်ရဟန်းဘဝတော့ရောက်သွားတယ်။ဒါပေမဲ့ရဟန်းဘဝရောက်တော့လည်းပဲစွန့်လေးတစ်နက်ပဲဝအောင်စားရတယ်။ဒါတွေကဘာကြောင့်လဲဆိုလို့ရှိရင်သူများကိုမနာလိုမှုအိတ်တာမစ္စရိယပွားတဲ့အတွက်တွေကြောင့်ပေါ့နော်။ဒါလေးပြောတာသူများတွေကိုတော့ပြောတာတော့မဟုတ်ဒါလေးဖတ်ပြီးဦးဇင်းကဗာလိတံဝေကရလိုက်တော့ဆိုတော့ဦးဇင်းကိုယ်တိုင်ပြန်ပြီးတံဝေကရတာပေါ့နော်။တံဝေကရတယ်ဆိုအဲ့ဒါလေးဖတ်နေတယ်တောင်းအော်လို့ငါဦးဇင်းကိုယ်တိုင်တောင်မှငါကိုယ်တိုင်ကစွန့်ကြွခဲ့တယ်နဲ့ကိုယ်တိုင်ကြွထားတဲ့စွန့်ကိုယ်တိုင်ခံထားတဲ့စွန့်တော်မှာအဲ့မနာလိုမှုဝန်လိုမှုအရင်တိတ်ဘဝတွေကကိုယ်လည်းဘယ်လောက်ထိများသူများတွေပေါ်လိုက်ပြီးတော့မနာလိုမှုဝန်လိုမှုအိတ်တမစ္စရိယတွေဘယ်လောက်ထိပွားခဲ့ပြီမသိဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဦးစင်းခံတဲ့စွန့်ကိုဦးစင်းခံတဲ့စွန့်မယ်အားလုံးပဲအကုန်လုံးလှည့်ပြီးတော့အကုန်လုံးကြောင်းဆိုတော့သိရတယ်လေစာလလိုက်ဆိုတော့အကုန်လုံးညီမြတ်ညီလူမြတ်လူစားကြတာပဲဒါပေမဲ့ကိုခံထားတဲ့စွန့်တော်မှာကိုယ်တိုင်ကိုပြန်ပြီးတော့အညိုညင်ခံရတာပေါ့နော်အညိုညင်ခံရတယ်ဘာဖြစ်တော့ဆိုလို့ရှိရင်အများနဲ့တန်းတူပေါ့နော်အဲ့လိုမရှိခဲ့ဘူးပေါ့ဒါဥယျာဉ်ကြုံခဲ့တာပါဒါဘယ်လောက်ကြုံလိုက်တော့ဆိုရက်ပိုင်းလေးပဲကြုံတာ10ရက်15ရက်လောက်တော့ကြုံတာပေါ့အဲ့ဒါလေးကြုံတာအဲ့ဒါလေးကိုလည်းခဏဥယျာဉ်ရဲ့လောရဒိဋ္ဌအကြောင်းလေးဖတ်တာတော့အများကြီးပေါ့နော်ဒီမှာကိုတည်ရတဲ့အကြောင်းတွေကတော့အများကြီးဒါပေမဲ့အနှစ်ချုပ်ကလေးပဲပြောတာဆိုတော့အဲ့ဒါမို့လေးစုံလိုက်တော့အော်လို့ငါလည်းရင်အတိတ်ဘဝတွေတုန်းကတော့ငါဒါမို့တွေသူများတွေပေါ့မနာလိုမှုဝန်လိုမှုအိတ်တမစ္စရိယတွေဘွားတယ်နဲ့တူတယ်လို့ကိုခံထားတဲ့ဆိုတော့အဲ့ဒီသတိလေးကတော့အစတွေကရတာပါရတာခုမှရတာတော့မဟုတ်ဘူးခုမှသိတာတော့မဟုတ်အစတွေကသိတာပဲကိုခံထားတဲ့စွန်းတော်မှာကိုလာပြီးအိတ်တမစ္စရိယတွေဘွားရတာကွာလို့ဦးဇင်းကအဲ့ဒါလေးတွေးမိတာအဲ့ဒါလေးတွေးမိတဲ့အတွက်ကြောင့်ခဏဒါလေးပြောပြတာပေါ့နော်အားလုံးတော့ဓမ္မမိတ်ဆွေတို့ကောင်းပေါင်းလို့အိတ်တမစ္စရိယမဘွားကြပါနဲ့လို့